ဂျပန်လာဖို့စိတ်ဝင်စားတဲ့လူတွေကြီးကုကိုတတိယလိုက်ပါ Okay NASA Let's go ဂျီကူ Education Service Let's go ကျွန်တော်ဒုတိယတရက်မှာမနက်9:00 နာရီထပြီးတော့စထွက်မယ်လို့စဉ်းစားရပေမဲ့အဲ့ရထနောက်ချောက်ပါတယ်ကျွန်တော်မျက်နှာလေးပါလေးတစ်ပြီးစထွက်ပါပြီခင်ဗျာမနေ့ကမောင်မင်းနေတော့ကြောက်စရာကြီးပေါ့နော်မနေ့ရောက်တော့လေတာယာနေရပဲမြေပြင်မှာလီခဲဖြစ်နေတတ်တယ်တဲ့အဲ့လိုလမ်းရှောင်းကြီးစိုက်ပါတယ်အဲ့လေလီခဲတော့မရှိဘူးချီနင်းတော့မတွေ့ရတယ် Oh my godဘာရေလဲတော့မသိဘူးနော်ရေအထီးပဲကျွန်တော်တို့အသက်ကြွဆုံးအချိန်ကိုကျွန်တော်လုံးဝမနာတဲ့တနိုင်လောက်လမ်းလျှောက်လိုက်တယ်ပေါ့နော်အဲ့လိုလမ်းနေမှာပေါ့နော်တချို့လမ်းတွေကလမ်းလျှောက်လို့ရတယ်ပြောထားတယ်မက်ထဲမှာလည်းလျှောက်လို့ရတယ်ပြောထားတယ်အပြင်မှာလည်းလျှောက်လို့ရချောင်းလည်းပြောထားပေမဲ့ဟိုကားလေးအသွားလာတအားများပြီးတော့အန်ဒီလမ်းသွားလဲလမ်းကလည်းချင်းချင်းလေးဖြစ်နေတဲ့အတွက်ကျွန်တော်တို့သွားဖို့ကဒါကြီးအန်ဒီရများနေရဗျာပြီးတော့ကျွန်တော်တို့လမ်းနောက်ထပ်လျှောက်မဲ့9နိုင်လုံးကလည်းဒီလမ်းပေါ်မှာပဲဖြစ်တဲ့အတွက်ကျွန်တော်တို့တအားကြီးလန့်သွားပြီးတော့ခြားလမ်းပြောင်းဖို့ကျွန်တော်တို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်လုံးဝတောက်လျှောက်ကဒီလမ်းကြီးပေါ်ကြီးပဲတောက်လျှောက်ကြီးနော်ဒါတော့ကျွန်တော်တယောက်လန့်ပြီးတော့ပေါ့နော်စကားတော့မပြောနိုင်တော့တဲ့ပုံစံဖြစ်နေတာပေါ့နော်ဟော highway လမ်းလိုမျိုးတော့မဟုတ်ပေမဲ့ highway လမ်းလိုမျိုးဟိုမှာလူသွားလမ်းရှိတဲ့ဟာဗျာအဲ့လိုပုံစံဖြစ်သွားတာဗျာကျွန်တော်တို့ခုနကျွန်တော်တို့သွားတဲ့လမ်းကလုံးဝအန်ဒီရဲ့မြင်းနေများလို့ဗျာအဲ့လမ်းမသွားဘဲနဲ့အောက်လမ်းကနေသွားပြီးတော့အဲ့အောက်လမ်းနေသွားမယ်ဆိုရင်ကျွန်တော်တို့လမ်းလျှောက်မဲ့လမ်းမရှိတော့ဘူးကွာ highway လမ်းလေးပဲဖြစ်တော့လို့ကျွန်တော်တို့လမ်းလျှောက်လို့ရတဲ့နေရာအထိကျွန်တော်တို့ဒီမှာ train station နော်ဟောနော်ကွာ train နဲ့နည်းနည်းလမ်းလျှောက်လို့ရတဲ့နေရာအထိပြန်သွားပြီးမှကျွန်တော်လမ်းပြန်လျှောက်ပါမယ်လမ်းမလျှောက်လို့ကမဟုတ်ပါဘူးနည်းနည်းလေးတအားကြီးကြောက်သွားလို့ပါအခုတခြားလမ်းကနေပြန်သွားပြီးမှလမ်းလျှောက်လို့နေရာအထိကို bus ကစီtrain စီဝါပြီးမှအဲ့ကနေပြန်လျှောက်ပါမယ်ကျွန်တော်တို့ခဏနာပြီးတော့ရထားဘူးလားရှိရနေအောင်အမြင်ပြီးတော့ပါတော့ run လာလို့မလားအဲ့ဒီထားပဲထင်တယ်โอ้โหโอเคပါလိုနဲ့ကင်မရာပြုတ်ကျတော့ပါတယ်ဟုတ်ကဲ့ပါပုံမဲ့ပုံတော်တို့တော်ပါလိမ့်ကျွန်တော်တို့ဘာဖြစ်လိုသွားလဲဆိုတော့ဒီဖက်ရထားတနိုင်ခွဲမှတစ်ခါလာတော့ကွာအဲ့ဒါကျွန်တော်နောက်ထပ်တနိုင်ခွဲတစ်ဆောင်းမှဆိုအမြင်ပြီးသွားပါဘောနော်ကင်မရာတို့ပြုတ်ကျတော့ဟုတ်ဒီမှာပါဒီဟာက station ဆိုOh fuck ဘုံလုံးကြားတော့အဲ့လာကိုကျွန်တော်တို့နောက်ချပြီးထင်သူတို့တကားလေးတော့ပိတ်သွားပြီကွာပိတ်သွားတော့ကျွန်တော်တို့ရောက်ပြေးလာတာတွေ့တော့သူတို့တကားပြန်ဖွင့်ပြီးကျွန်တော်တို့ပေးတက်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်โอเคပါရထား10မိနစ်လောက်စီးပြီးတော့ပဲပူတာလည်းမသိဘူးရောက်လာပြီးတော့ဆက်လျှောက်ပါမယ်ခင်ဗျာခုကြီးကြောင်တွေ့ပြီးတာမှာထိတ်တန်တန်လေးပဲပေါ့စီဒီရှိမှဆိုရောက်ပါပြီလိမ့်လိုက်ရင်တော့တန်ရောက်တော့ဗောနော်ဒါပေမဲ့နောက်ထပ်6နိုင်တော့လမ်းလျှောက်ရပါမယ်ဒီပူလာကနေပြီးတော့ခြေတီကခြေတော့အရင်နာနေတော့လမ်းမလျှောက်နိုင်တော့ဘူးဗောနော်အားကြောင့်မို့လို့ခြေတီတို့ကပတ်စကားစီးပြီးတော့ဂျက်ဆန်ကသူတယောက်ထဲလမ်းဆက်လျှောက်တော့မှာဗောနော်โอเคပါဆက်လက်ချီတက်ကြပါမယ်ခင်ဗျာ4နိုင်56မိနစ် Let's go အသေးရှောင်းနေတာ4ခွဲချင်နေပါတယ် Let's go ဖူချီတောင်း4နိုင်18မိနစ်အလိုတဲ့အချိန်မှာဖူဂျီယိုရှိဒါနဲ့ Lake Yamanaka ဆိုတဲ့နေရာကျွန်တော်တွားမဲ့နေရာ Lake Yamanaka ဖြစ်ပါတယ်လူတွားလမ်းလေးလောက်ထားပြပါတယ်အဲ့လေတနိုင်လုံးလမ်းလျှောက်လာတလမ်းလုံး toilet မရှိဘူး toilet တော့ချစ်နေ toilet မြင်ရောက်ရှာလိုက်ပါဦးမယ် Let's goလမ်းမှာနက်စင်တွေဖုန်ကြီးเจ้าတွေတွေ့ရင်ဝင်မဲ့အချိန်မရှိတော့ကျွန်တော်အပြင်ကနေပဲဦးသုံးချက်ချပြီးတော့ဆက်သွားပါတယ်ပြီးတော့မိုးကလည်းရွာလိုက်တိတ်လိုက်ဖြစ်နေပါတယ်မတူချန်လည်းမသိဘူးလား share ပဲကျွန်တော်တို့မျိုးလမ်းလျှောက်တဲ့လူတွေ့တာဟုတ်သူတို့ကမိုးရွာနေတော့တက်စီလေးစီးပြီးသွားပါတယ်စားတော့ဆိုင်လေးတစ်ဆိုင်ရှိပါတယ်အိုးပြက်နေပြီ what the ညမိုးချုပ်ဒီမျိုးစားတော့ဆိုင်ဆုပ်လေးတွေ့ရင်ကြည့်မလားကြောက်စရာကြီးနော်အော်ဟိုမှာကားတားပြီးသွားမလို့လားမသိဘူးတို့မှာဖူဂျီဆန်ကိုသွားတဲ့တက်စီတွေဖြစ်ပါတယ်မူးရွာနေလို့လားမသိဘူးတို့သွားကဲတို့တော့တက်စီနဲ့သွားပါပြီခင်ဗျာ3:24 Yes